ညီမတည်ရမှာသူ့ရဲ့ဆွေကျုပ်ကိုဖြုတ်လိုက်ပါလေဒီဆွေကျုပ်ကကောင်းကင်ဘုံမှာရှိတဲ့ဂျေဘူးခေါ်နိုင်ပါလေแต่ฟูสักกันดูบุตรจาบูทุกตัวရဲ့ကြီးဆုံးတော့ကိုပရိမောရှိမတော်ရက်ခိုင်လာတယ်ပြီးရဘာမရောက်လေဆိုပြီးမိလာတယ်မင်းတော်ကြီးလက်တဲ့ကျွမ်းနေကျွန်တော်တို့ကမဲရောချန်ဟာတဲ့တိုင်းပြီးယူမိရတယ်ဒါပေမဲ့ဘီအင်ဂျီကမေလန်တော်ဘာကိုချက်ပြလိုက်တယ်ဘီအင်ဂျီရဲ့ရက်တော့မှမင်းတော်ကြီးလည်းဆုံးသွားတယ်ဒီနေ့ဒီမှာရောစပ်လေးဘူးမွေခံမှုမင်းတော်တို့မှဆုံးသွားပါပြီသူရဲ့ဝိညာဉ်ကကူးချိတ်တီထွန်မသွားသေးပါဘူးမွေးစကန်တူကိုတေချာမှထွက်သွားလို့ရမှာဖြစ်ပါတယ်ပြီးရဘီအင်ဂျီကသူ့ရဲ့တားတော်ရောက်ကိုပြောလိုက်ပါတယ်အနာဂတ်ရဲ့ဘီအင်စစ်စစ်မှာတီးစိန်တော့မှုပြစင်နိုင်မှာသူစကားဆုံးတော့နဲ့ဆွေကျူးကိုလက်လွတ်လိုက်ပါတယ်ဆွေကျူးလေးကောင်းကင်ပေါ်တက်သွားပြီးချက်တလုံးနဲ့အတူတူကဘာမီပေါ်ကိုပြန်ချလာပါတယ်ကျဲကျူရောက်ကိုစုံမတော့ရောက်တွေ့တဲ့အချိန်မှာရန်ဝန်တာတော့ပါတယ်သူတို့ဆောင်နေတာနှစ်ပေါင်းနေရရှိပါပြီအခုတော့ခွေးလေးတဲရောက်လာပြီထဲကစုံမတယောက်ကသူတို့မှချန်နေတဲ့ကျဲပိုင်းစာလေးကိုစားလိုက်ပါတယ်သူရဲ့ရုပ်ရည်ပြန်နှုတ်ပြတော့ပြီးမိတဲ့လူတိုင်းကိုထွေးစီပါတယ်ကျဲတဲ့ညောက်ကတော့သူ့ကိုကြည့်ပြီးအရန်အားကြနေကြပါပြီသူဆက်ပြီးလို့မှကတော့ပြုတ်ချလာတဲ့ကျဲကိုရှာပြီးတက်ပြမှာဖြစ်ပါတယ်ဒီလိုဆိုရင်ဒရနီမတော့ရောက်လို့အပြိုလေးပဲပြန်လုပ်လို့ရပါပြီသူကကာရနဲ့ပေါင်ရချီလောက်မိန်နေတဲ့စုံမအင်ကြီးကိုမိထိုးလိုက်ပါတယ်သူရဲ့ဘီမလဆုကိုစပီကိုင်းနုကောင်းနေလန်ထလေးနဲ့အင်ကောင်လေးထွက်သွားပါတယ်စုံမရွာရွာကိုရောက်လာတဲ့အချိန်မှာကောင်းလေးတယောက်ကသူ့မစ်စကားကိုနားထောင်ပြီးသူ့ရဲ့ဆဲလေးကိုမျိုးပေါ်မှာတွားအောင်မလုပ်နေတယ်သူနောက်ကိုလဲလိုက်တာနဲ့စုံမချွတ်တော်လေးကိုတွေ့လိုက်ပါတယ်သူကောင်းလေးလက်ထဲကနေစိတ်လေးကိုဝဲကျင်နေပါတယ်သူရဲ့လက်ကိုဆွဲပေးဖို့ဖြစ်ပါတယ်ဒါပေမဲ့စိတ်လေးကရမ်းသေးတဲ့အတွက်သူ့လက်ကိုမဆွဲနိုင်ဘူးဆိုပြီးကောင်းလေးကပြောလိုက်ပါတယ်စုံမပြတ်ရချီတော့လည်းမန်နေတဲ့အတွက်ကောင်းလေးကိုလက်ညှိုးထိုးပြီးကော်ရနဲ့ဝိုင်ကိုစိတ်ဖြစ်အောင်လုပ်လိုက်ပါတယ်ဒီလိုနဲ့စုံမကစိတ်လေးကိုစီဘီကီထွက်လိုက်ပါတယ်ရှိတော့ဘာတိုင်းမီတခုရနောက်ဖက်ချမ်းမနိုင်ရခုရှိပါတယ်။ဒါရဲ့တစ်ဖက်မှာလူရင်းမထီတွေဘူးလေမော်ဆန်နဲ့မြေဝင်နေရှိနေတဲ့အတွက်နိုင်ရန်ကိုချိုးတော့ခွင့်မရှိပါ